ကိုဒီမှာ39တိုင်းပြီးတော့ဖြတ်လိုက်တယ်ဟာနော် ပြီးရင်ဒီမှာတလက်မ ဟုတ် တလက်မပြီးရင်14နော် ဟုတ် 14ဆုံးမှပဲ 14 ကြည့်ဖို့ပါ ဒီကကြည့်အောင်မယ်ပေါ့နော်14တစ်ခွဲနလမ6တက်တမ တစ်ခွဲနလမ690နလမတစ်ခွဲနလမတစ်ခွဲဆန်းနာတလမနော် ဟုတ် တောင်းစရာနလမတော့ဟုတ်ပါဒီတောင်းမှာပုံမှန်တော့9လက်မပေါ့နော်တချို့အရက်ပူတဲ့လူခလေးတွေပေါ့အရက်ပူတဲ့လူပေါ့နော်အဲ့လိုမျိုးဆိုရင်6ခွဲနော်မဟုတ်6ခွဲနဲ့လုပ်ကြည့်မယ် ဟုတ် နော်6ခွဲနဲ့လုပ်ကြည့်မယ်ပုံမှန်9လက်မတော့အရှိဆုံးပေါ့နော်9လက်မအခု6ခွဲနဲ့လုပ်ကြည့်မယ်6ခွဲမှန်မယ် နှစ်လက်မကိုတော့ဝက်ပြီးတော့ 9လက်မတော့ပေါ့ပြီးရင်ဒီမှာထမိန်မှာကျတော့3ခွဲလုပ်တယ်နော် ဟုတ် ဒီမှာကျတော့3ခွဲလုပ်လို့ရတယ်4လက်မလုပ်ရတယ်နှစ်မျိုးရှိတယ်အခုဒီဟာကျတော့3ခွဲဆိုလို့ရှိရင်ဒီမှာ3ခွဲဆိုဒီမှာထားလိုက်ရှင်တောက်ဆွဲလို့ရှိရင်တောက်ကကုတ်သွားမယ်ဟုတ်မကားထွက်တော့အဲ့တော့4လက်မလုပ်မယ်ဘာလို့ဒီမှာ2လက်မလုပ်ကြရတဲ့အတွက်ဒီဟိုမှာထမိန်တော့1လက်မလေးလုပ်တော့မယ်ဒီမှာ4လက်မလုပ်မယ်နော်လက်မလုပ်ရဒီကို60ရတော့တူတူတယ် ဟုတ် ထမိန်နဲ့ဒီလို60ဒါလေးဆိုနော်3လက်မဆိုရင်တောက်ကဒီကနေဒီနောက်ဆိုရင်တောက်စီမလာတော့ ဟုတ် ခါလေးစုံလာတယ်ဒီဥစ္စာလေးပြီးမှတ်လိုက်နော်တောက်ဆွဲပြီးတော့4လက်မရဲ့ဒီတောက်6ခွဲ9လက်မရဲ့အဲ့ဒါလေး